ပေါ်တွေမှာရှင်လက်အင်္ဂါဆေးပိုင်းအလုံးကိုဆုံးဖြတ်ပြီးကြံရမရဖြစ်နေရတဲ့အချိန်မှာသူတို့တွေမှာပြန်ကြရလေအိမ်ကမရှိတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ဆေးအာနာယူတိုက်ဟာရွာရောက်တိုင်းမိရှုမြို့မှာရှိတဲ့အိမ်ကိုချိတ်ပိတ်ဒီလိုနဲ့ပဲကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်ဒီဒဏ်ရာရထားတော့လဲပြန်ကြရအိမ်မရှိတော့ပါဘူးဗျာ။နောက်ထပ်ကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်ဒီတငယ်ချင်းတွေကိုပြန်ပြီးတော့တန်းတာတာပေါ့ဗျာဘယ်နည်းပြန်လာမလဲဟောငါတငယ်ချင်းကြီးရှေ့တန်းထွက်သွားလိုက်တာငါရဲ့ရဲဘော်ရဲဘက်ကြီးရှေ့တန်းကိုသွားနေလိုက်တာဘယ်နည်းမှပြန်လာမလဲကျွန်တော်တို့ညှော်ပဲယူတာပဲဒါပေမဲ့သူတို့တွေရဲ့အသက်ဝိညာဉ်တွေပြန်လာနိုင်ခဲ့တာပါသူတို့ရဲ့ခန္ဓာကိုယ်ကတော့ကျွန်တော်တို့ကြီးပြန်မလာတော့ပါဘူးဗျာဒါကြောင့်ကျွန်တော်ကိုယ်တိုင်ခံစားပြီးတော့ဒီတစ်ချင်းလေးကိုဒီကဗျာလေးကိုကျွန်တော်ရေးဆက်ထားတာဖြစ်ပါတယ်။တိုင်းရဘယ်ဘဝနဲ့ရှင်းရမရဖြစ်နေပြီပြန်ရပါလေအိမ်မရှိတရံတစ်ခါတော့ပြန်မလာတော့တဲ့တကယ်ချင်းကိုလွယ်ရင်တက်ပြင်းနေလေအချိန်ချင်းချပြည့်တယ်နိုးနေတဲ့တိုင်းပြည်မှာကျိုးစွန်းသွင်းလို့သူတွေပေါင်းထုတ်ဖို့အမေအသက်ရှင်ပြီးပါအမေစုကျမ်းပါပြီပါကျွန်တော်နောက်ထပ်တစ်ခေါက်ပြန်ရွတ်ချပြပါမယ်